2025 ဇန်နဝါရီလ19 ရက်နေ့မှာအမေရိကန်နိုင်ငံက TikTok ကိုတရားဝင်ဘန်ဖြစ်လိုက်ပါတယ်။ဒီလို TikTok ကိုဘန်လိုက်တာနဲ့မထင်မှတ်ထားတဲ့ຢာတွေစပြီးဖြစ်လာပါတော့တယ်။အမေရိကန်နိုင်ငံမှာကတကမ္ဘာလုံးထိပါအောင်သွားခဲ့ပါတယ်။ banning TikTok. TikTok banned TikTok. ပြီးတော့ App Store နဲ့ Play Store မှာလည်းလုံးဝကိုပျောက်ကွယ်သွားခဲ့ပါတယ်။ဒါကြောင့်အမေရိကန်မှာ TikTok သုံးစွဲသူတန်180သုံးများတဲ့အခြေအနေမျိုးဖြစ်သွားခဲ့ပါတယ်။ထပ်ပြီးစိတ်မကောင်းတာတစ်ခုရှိနေပါသေးတယ်။အထက်က TikTok ကိုစီးပွားရေးဖြစ်အားကိုးနေရတဲ့သူရှိုးကတော့ဒီအစိုးရရဲ့ဥပဒေကိုပြင်းပြင်းထန်ဆန္ဒပြဝေဖန်နေကြပါတယ်။ကဲကျွန်တော်ကတော့ဒီလိုစိတ်ဝင်စားစရာဗီဒီယိုတွေကိုတင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ YouTube Channel ကို Subscribe လုပ်ထားပေးပါအောင်ခင်ဗျာ။ဘာဖြစ်လို့ TikTok ကိုဘန်တာလဲဆိုတော့ TikTok ရဲ့မိခင်ကုမ္ပဏီပိုင်တဲ့တက်ကဒီအစိုးရနဲ့ဆက်ဆက်နေတာကြောင့်အမေရိကန်နိုင်ငံကလုံခြုံရေးအရဘန်လိုက်တာပါ We have to sort of step back and say, who is TikTok? ဒါကြောင့်အမေရိကန်နိုင်ငံက TikTok ကိုဆွဲခွင့်ကိုပေးသွားခဲ့ပါတယ်ဒီအချိန်မှာထပ်ပြီးစုံစမ်းတာကောင်းတာကဒီလို TikTok ကိုဘန်ရလားဆိုပြီး web ပြစ်မဲ့သူပေါ်လာလို့ပါအဲ့လူကတော့တကမ္ဘာလုံးမှာမကြည့်သူရှားတဲ့ YouTube မှာပတ်စံနေတန်းနဲ့ရှိအောင်ရနေတဲ့ Mr. B ပဲဖြစ်ပါတယ်သူရဲ့ကောက်မှာဒီလို TikTok ကိုဘန်မခံရအောင်ဝယ်ပစ်လိုက်မယ်လို့ကြေညာပစ်လိုက်ပါတယ်ဒါပေမဲ့ Binance ကုမ္ပဏီကတော့တခြားလူကိုပဲရောင်းပစ်ဖို့စဉ်းစားနေပါတယ်အဲ့လူကတော့ဘီလီယံနာတတိကြီးဖြစ်တဲ့ Elon Musk ပဲဖြစ်ပါတယ်ထပ်ပြီးအောင်စရာကောင်းတာကထိုင်းနိုင်ငံမှာ TikTok ကုမ္ပဏီက8.8 ဘီလီယံအောင်ရင်းနှီးမြှုပ်နှံလာဖို့ပြောခဲ့ပါတယ်ဒါကြောင့်ထိုင်းနိုင်ငံကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြီးများလာပြီးတိုးတက်လာပါတယ်တိုးတက်ဖို့နေနေတာကိုကြိုးပဲကြည့်ပြီးပြည်သူကိုနှိမ့်ဆက်ရုံသာမကတိုင်းပြည်ကိုစုပ်ပြတ်တောင်လုပ်နေတဲ့နိုင်ငံနဲ့ရှင်ရင်အပြတ်သက်ကိုကွာနေပါတယ်နောက်ပြီး2025 ဇန်နဝါရီ20 ရက်နေ့မှာသမ္မတထရန့်ကိုအမေရိကန်နိုင်ငံရဲ့သမ္မတအဖြစ်ကြမ်းကြိတ်ဆိုခိုင်းခဲ့ပါတယ် Constitution of the United States. The Constitution of the United States. So help me God. So help me God. ဒါအပြင်သမ္မတထရန့်ရွေးကောက်ပွဲမှာနိုင်ခဲ့တာကလည်း TikTok ရဲ့လူငယ်တွေစီကမဲပါဝင်ခဲ့တာလို့ဆိုပါတယ်ကဲမိတ်ဆွေတို့ရောဘယ်လိုမြင်ပါသလဲသမ္မတထရန့်ကရော TikTok ကိုပြန်သုံးခွင့်ရအောင်ကဲတင်ပေးမှာလား Elon Musk ကပဲ TikTok ကိုပြီးပိုင်ဝယ်ပစ်လိုက်မှာလားဒါကတော့ကျွန်တော်လေ့လာထားသလောက် TikTok အကြောင်းကိုမျှော်ပေးတာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့တယောက်ချင်းတန်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ